အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်မျှဝေပေးမယ့်ဗီဒီယိုလေးကတော့ Similar Scale ကိုသင်ကြားပေးမှာဖြစ်ပါတယ်။၅ကျိုး၃ကွအနေစတင်ရမှာဖြစ်ပါတယ်။ C ၄ကျိုးအလွတ်ကျိုး D ၄ကျိုး2အကွက် E ၄ကျိုး3အကွက် F 3ကျိုးအလွတ်ကျိုး G 3ကျိုး2အကွက် A 2ကျိုးအလွတ်ကျိုး B 2ကျိုး1အကွက် C အစနဲ့ပြန်ပြီးပြပါမယ် C D E F G A B C ဒိုရီမီဖာနဲ့ဆိုပြပါမယ် Do re mi fa sol la ti no ပြန်စမယ် No ti la sol fa mi re do နည်းနည်းမြန်တီးပြမယ် Do re mi fa sol la ti no no ti la sol fa mi re do Do re mi fa sol la ti no no ti la sol fa mi re do ကျွန်တော်သင်ကြားပေးပါရယ် Similar Scale ကိုအားလုံးလည်းလိုက်ပြီးတော့လေ့ကျင့်လို့ရမယ်လို့မျှော်လင့်ပါတယ်